အားလုံးမင်္ဂလာပါကျေးဇူးတော်မင်္ဂလာနေ့သစ်ဖြစ်ပါစေနောက်ဆုံးပတ်ဆိုနေ့သစ်ထဲမှာပဲရှိသေးတော့ပြင်ဆင်ဖို့လေးပါเนาะပြင်ဆင်စရာလေးစဉ်းကျင်စရာလေးကျွန်တော်တို့ကြည့်အောင်เนาะဒီဖေဩဝါဒစာမှာခန်းကြီးငါငယ်15နှစ်ဆက်ခေါ်နော်ဒီဖေဩဝါဒစာခန်းကြီးငါငယ်15နှစ်ဆက်ခေါ်ထို့ကြောင့်တဲ့ပညာမဲ့ကဲ့သို့မဟုတ်ပညာရှိကဲ့သို့စစ်စစ်မိမိကျင့်ဆောင်ပြီးကြောင်းသတိပြုကြလောပညာရှိပညာပါပေါ့အသက်ရှင်ရမယ်ပေါ့ပညာမပါတဲ့အတွေးခေါ်အလုံးဆောင်ပြောဆိုတာနေမလုပ်ဘူးပေါ့နော်အဲ့ဒါစစ်စစ်မိမိဆိုတာတည်တည်ချာချာစနစ်တကျလေးအသက်ရှင်ဖို့တတိပေးတာပေါ့နော်ဘာနဲ့ဆိုင်နေဆိုတော့စီးပွားရေးနဲ့လားကျန်းမာရေးနဲ့လားလူမှုရေးနဲ့လားဘာကဏ္ဍနဲ့ဆိုင်တယ်ပေါ့နော်ဒီနေရာမှာပြောတာတော့ကျွန်တော်တခုကိုသူကအရေးကြီးပြောနေတယ်ငယ်16ဒီခုနေ့ကာလတို့သည်ဆိုးရုံသောကြောင့်ကာလအချိန်ရွေးလို့ကြတယ်နော်ကာလအချိန်ကာလပေါ့နော်အဲ့တော့ကာလဆိုတာကာလတည်တံဆိုတော့ဘယ်လိုကာလမျိုးလဲအချိန်ဆိုတော့ဘယ်နှစ်နာရီလဲဘာရက်လဲဘယ်နှခုနှစ်လဲပေါ့ကာလဆိုတာအခြေအနေပေါ့ခရီးဆိုးတဲ့ကာလဘေးဒဏ်ကြီးကာလကျေးဇူးတော်ကာလအဲ့လိုမျိုးအခုကျွန်တော်တို့ရောက်နေတဲ့ကာလကဘာကာလလဲဆိုတော့ဒီလိုကျေးဇူးတော်ကာလထဲမှာပဲရှိဒါပေမဲ့ကျွန်တော်ကနောက်ဆုံးပိုင်းလေးကျေးဇူးတော်နောက်ဆုံးပိုင်းဆိုပါလဲဆိုတော့ခဲရင်ဆိုးရုပ်ကြက်တဲ့ကာလဘေးဒဏ်ကြီးကာလမရောက်သေးဘူးကျေးဇူးတော်ကာလထဲမှာပဲရှိသေးတယ်မဿဲ24ထဲမှာကြည့်အကုန်ဒီပါပြည့်စုံတယ်စစ်ဖြစ်ခြင်းငါမခေါ်မှခြင်းမြင်ကလေးလှုပ်ခြင်းတဘာဝဘေးအန္တရာယ်နဲ့ကဆူရောပါတယ်လူတွေသစ္စာတရားမရှိဘူးကိုချင်းစာတရားမရှိဘူးဆိုတော့မရဲမစားလဲတောက်လဲမင်္ဂလာဆောင်လဲပြောပါလဲကြောက်ကြညင်းမဲညင်းမနေဆဲလဲခရစ်တော်တူရောင်းနေပေါ်စသည်ဖြစ်အများကြီးအကုန်ပြည့်စုံဒါကာလချင်းအမှတ်တမဲ့မနေရအောင်ဒီနေ့ကဘာမျက်မှောက်ရေးရမှာအခင်းချင်းကဘာတွေဖြစ်နေဘယ်ကိုသွားနေဘယ်ဘက်ကိုရောက်တော့မလဲဆိုတာဒါကာလချင်းတွက်ချက်တာပဲစဉ်းစားတာစီးပွားရေးသမားဆိုတော့လည်းအဲ့လိုပဲခေတ်တိုင်းမှာချမ်းသာတယ်လို့ရှိတယ်ခေတ်ပြတ်တည်းဆိုတော့ခေတ်ပြတ်တည်းဆိုတာအားလုံးကောင်းနေချမ်းသာတယ်လူရှိတယ်လို့ခေတ်မကောင်းပဲလည်းချမ်းသာတယ်လို့ရှိတယ်ခေတ်ပြတ်တည်းဆိုတာမကောင်းတဲ့အိဗယ်နဲ့ပြောတာမဟုတ်ခေတ်ကြီးကပြတ်နေပြီမဲ့သူကလှုပ်တတ်ကင်တိုက်ရင်သူချမ်းသာတာပဲအဲ့တော့ကာလအစဉ်ဆက်မချမ်းသာတယ်လို့မရှိဘူးအမျှော်မရှိဘူးပဲလို့ပဲလုတ်ကင်ဆောင်ပဲတွေးခေါ်တတ်ဖို့ပဲအရေးကြီးတာပေါ့နော်အဲ့တော့ဒါကာလအချိန်အဲ့တော့ကမ္ဘာမျက်မှောက်ရဲ့ကြီးတမောတဖတ်မိရွတ်နုတက်နေပြီနော်လူသားသည်ဒီအာဝါဒရောက်နေပြီဆိုတော့နောက်ဆုံးပိုင်းလေးမှာရှိနေတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုတွေးလဲအချိန်တွေအများကြီးရှိသေးတယ်ငါကြာကြီးနေရအောင်ပါအစ်စေးဖို့ဆိုပြီးတော့မှအဲ့ဒါဆိုတော့ပညာရှိမဆန်ဘူးအဲ့ဒီဘောဖြစ်မယ်နော်ဒါမို့ကာလချိန်နေချိန်ကရွေးနှုတ်ရမယ်နှမျောရမယ်ရွှေရွှေတတာလေးသုံးဆွဲရမယ်ဆိုရတဲ့အတိအဖြစ်တယ်နော်ထို့ကြောင့်တတိမရှိတော့သူဖြစ်တယ်
နော်သခင်ပြားရဲ့အလိုတော်ရှိအောင်ပိုင်းခြားသိတော်သူဖြစ်ရအဲ့တော့သခင်ပြားကကျွန်တော်တို့ဘယ်လိုရှိလဲဘယ်လိုသက်ရှင်စေခြင်းလဲကိုစိတ်ကူးပေါ့ရပဲရှောက်လုပ်နေတာ ਨੇ အချိန်လေးကုန်သက်တည်ကြီးလာပြီးမှဘာမှရည်ရရမဖြစ်လာအဲ့ဒါဆိုတော့မဟုတ်အတိတ်ပဲမရှိဘူးနှမျိုးစရာကောင်းတယ်ပေါ့နော်အဲ့ဒီမှာကာလအချိန်ရွေးနှုတ်ဆို save လုပ်တယ်ဆိုတာမကုန်သင့်တာမကုန်အောင်အရှိသောဥပမာနဲ့ပြရရင်ပိုက်ဆံနဲ့နော်ပိုက်ဆံဆိုတာဘာလို့ရမလဲ save လုပ်အောင်ပဲဥပမာ1000ပဲကုန်နေမှာ2000ကုန်သွားရင်2မျိုးဟုတ်ကောင်းတယ်3သိန်းကုန်နေမှာ3သိန်းကုန်သွားရင်2မျိုးဟုတ်ကောင်းတယ်ဒါ3သိန်းကုန်ပဲ9000နဲ့မရဘူးလားဒါကျွန်တော်ပတ်စံ save နော်တက်တာကျွန်တော်စဉ်းစားမယ်အဲ့တော့ဒီနှစ်ကုန်ပိုင်းလေးမှာကျွန်တော်တို့မြန်မာပြည်မှာလည်းရှိပါတယ် discount တွေကုန်တိုက်တွေမှာဆိုင်တွေမှာ discount တွေချတယ်ဈေးလျှော့ရောင်းတယ်ပေါ့နော်အဲ့ကတော့ရာခိုင်နှုန်းတွေရှိတယ်50% off 50ကနော်90 80 90ကနော်ကျွန်တော်နှစ်ကုန်ပိုင်းချက်မှန်ရောင်းတယ်ခါပါဟိုမှာတော့အရှိန်ရနေပြီသူတို့တွေကနော်ဆိုတော့ discount တွေဆိုတကယ် branded တွေမှာတမိုးကြီးတဲ့အရာတွေကိုလျှော့ရောင်းလူတွေကြိတ်တူဝယ်ကြရန်သက်တာတယ်နော်ဘိုးတော့10သိန်းတာ5သိန်းနဲ့ရဟိုတော့5သိန်းအခု2သိန်းခွဲလောက်နဲ့ရဒါမှမဟုတ်တစ်ခုပဲတစ်ခုလကားယူဆိုဟိုတစ်ခုဈေးနဲ့နှစ်ခုရတာပေါ့ဆိုတော့အဲ့လူတွေကအဲ့တော့တွက်ချစ်ပြီးတော့ဝယ်ကြတယ်သုံးဆွဲကြတယ်နော်အဲ့ခါမှာပတ်စံတက်တာလာပေါ့နော်အေးအဲ့တဘောဆိုအချိန်နဲ့ပတ်စံနဲ့ဒါအောင်ပတ်စံကြကျွန်တော်2မျိုးတယ်အချိန်ကြတော့မနှမျိုးပေါ့နော်ကဲအဲ့တော့ပတ်စံဘယ်လောက်ရှိသလဲမေးရင်ဘယ်လိုဖြေပတ်စံဘယ်လောက်ရှိလဲပတ်စံဘယ်လောက်ရှိလဲမေးကိုတော်သူချက်ချင်းမဖြေနိုင်ဘူးအဲ့ဒါတခုကပတ်စံဘယ်လောက်ရှိချွလည်းမသိဘူးပေါ့အချွလည်းပတ်စံဘယ်လောက်ရှိလဲမေးမဖြေရဘူးတမချီတော့မယ်တော့မေးတယ်ပတ်စံဘယ်လောက်ရှိလဲမေးတကောက်ချီတော့မယ်ပတ်စံဘယ်လောက်ရှိတယ်လဲမေးကိုမစောသေးတယ်ဘာမှမရှိဘူးကြိုကန်တာအဲ့လိုနော်ကျွန်တော်ဦးလေးတယောက်ရှိတယ်တော့အမေတော့ကိလေပြတိုးတော့တပည့်သူပြောလိုက်တိုးတော့တပည့်သူပတ်စံရှိလဲတိုးတော့တပည့်အဲကျွန်တော်ပြောအတိအဖြည်းပြောစတွေးတော့စင်တယ်ဖြည်းပြောရဖြည်းရတိုးစာနော်ပတ်စံရှိလဲမရှိဘူးပဲပြောတာနော်အဲ့တော့နှမျိုးတော့မပြီးရင်အဲ့တော့ပတ်စံဘယ်လောက်ကြံသေးလဲတင်မှာပတ်စံဘယ်လောက်ကြံသေးလဲကျွန်တော်ပတ်စံကိုတစ်ချိန်လုံးကြည့်ရတယ်လေဟုတ်တယ်မလားအချို့ KB နဲ့ bank account တွေမှာဆိုတစ်ချိန်လုံးမလုပ်ရလဲစစ်ရတာဘယ်လောက်ကြံ balance ကိုကြည့်ရဘယ်လောက်ကြံကြည့်ရဟောအဲ့လိုပဲကြံတော့တယ်ဟောအများကြီးကုန်သွားပြီကျွန်တော်ပတ်စံအိတ်ကပါနော်ဆိုတော့ပတ်စံနေသွားလိစိတ်ကမချမ်းသာလိဖြစ်တော့နော်အဲ့တော့ပတ်စံဘယ်လောက်ကြံပတ်စံဒီလောက်ပဲကြံတော့တယ်စုမစားနဲ့စုမဝယ်နဲ့စုမသုံးနဲ့ကျွန်တော်ပြောရတာပေါ့နော်အဲ့ဒါကောင်းကောင်းကိုသုံးဆွဲတတ်အောင်သင်ပေးတာကျွန်တော်တို့ကေလူမျိုးတွေနဲ့ကျွန်တော်ကြံတဲ့လူမျိုးတော့မသိဘူးတချို့လူမျိုးတွေကသူတို့ကလေးကိုသူတို့ပတ်စံကောင်းကောင်းသုံးနည်းသင်ပေးတယ်ပတ်စံရှာနည်းကိုသင်ပေးတယ်ပတ်စံသုံးနည်းကိုလည်းသင်ပေးတယ်ကျွန်တော်ကပတ်စံရှာနည်းလည်းမသိဘူးသုံးနည်းလည်းမသိဘူးတော်သူရှာမရှာသူဆိုသုံးနည်းလို့သုံးအဲ့တော့မသုံးတတ်ဘူးမရှာတတ်ဘူးမသုံးတတ်ဘူးဆိုတာ तू ဝယ်တော့ဝယ်တတ်တာပဲဒါပေမဲ့သက်သာရအောင် तू မလုပ်တတ်ဘူးเนาะအဲ့လိုတွေ့ရကဲအခုကတော့ကျွန်တော်ပတ်စံဘယ်လောက်ကြံတယ်လဲပတ်စံဘယ်လောက်ရှိတယ်ကျွန်တော်အချိန်ဘယ်လောက်ရှိတယ်အချိန်ဘယ်လောက်ကြံတယ်တင်မအချိန်ဘယ်လောက်ရှိတယ်ပတ်စံဘယ်လောက်ရှိလဲဆိုတော့စဉ်းစားရင်ရတယ်အိမ်ပြန်ကြည့်မယ်ရှိငါဖုန်းထဲမှာကြည့်မယ်
ပတ်ဆိုင်ပြန်ရည်တွဲကြည့်မယ်တက်တာလည်းမှဖွဲ့လိမ့်မယ်သူ့လူမတွေ့အောင်ဒီလူမတွေ့အောင်ဖွက်ထားတဲ့ခိုင်အဖွက်လူမိသွားတယ်ပျောက်သွားတာလည်းရှိတယ်အဲ့ဒါနော်ဒါတောက်လို့ရတယ်ဒါပေမဲ့အချိန်ဘယ်လောက်ရှိဒီနေ့အချိန်ဘယ်လောက်ရလဲလူတွေအမြင်နဲ့နိုင်ဒီကြီးတော့ရှိတာခြေလုံးနိုင်ကြည့်နေကျွန်တော်ဘာမှမလို့သေးတော့အချိန်မရှိဘူးရင်လာတာနော်အဲ့အချိန်ဘယ်လောက်ကြာသေးလဲတခါတည်းတစ်ခုလို့ရင်မေးတယ်ဘယ်လောက်ကြာမလဲစောင့်မယ်ဘယ်လောက်ကြာစောင့်တနိုင်လားနိုင်ဝက်လားစသဖြင့်ဘောကတွချက်နော်ဒီပစ္စည်းတစ်ခုသွားပြင်နေဖုန်း cover လဲမယ်ဖုန်း screen ကွဲသွားလဲမယ်ကိုယ်ထဲမှာသွားပြင်နေ तू ကတနိုင်မှပြန်လာခဲ့ဆိုတော့အဲ့မှာတနိုင်ထဆောက်မလားဘာလို့ရမလဲတနိုင်ကိုတနေရာမှာအချိုးရှိမိစားရှိကမိစုံစံဝေးစားရှိဝဲသွားစားရှိတွိုင်းမှပြန်လာမှာပေါ့လို့ပေါ့နော်အဲ့တော့ဒါကအချိန်ဘယ်လောက်ရလဲအဲ့တော့တကယ်ခင်ဗျာအချိန်ဘယ်လောက်ရတယ်တင်ဟာအချိန်ဘယ်လောက်ရတာလဲတင်ပတ်စံဘယ်လောက်ရတယ်လဲဆိုတော့တင်လာစာနဲ့ဆိုင်တယ်တင်အမွေဘယ်လောက်ရလဲနဲ့ဆိုင်တယ်ဒါပေမဲ့တင်အချိန်ဘယ်လောက်ရတာလဲတင်အချိန်ဘယ်လောက်ရှိတယ်လဲတင်မှာအချိန်ဘယ်လောက်ကြာတယ်လဲအဲ့ဒါမသိတော့ခင်ဗျာမိုက်မေးတာအဲ့ပညာရှိမဟုတ်တော့ပတ်စံဖြုံးတာလည်းပုံဆိုးတာနိုင်ငံသားတွေပြောတယ်ဘလို့မြန်မာပြည်ကလူတွေတော်တော်အချိန်ပေါ်တာပဲမနဲ့နေ့လေညနေကြည့်လိုက်လက်ဖိတ်ဆိုင်မှာလူတွေ့တယ်ကြည့်တနေကုန်ထိုင်းနေတာအဲ့တော့ဘယ်နိုင်ငံမှာမှဘူးမှအဲ့လိုမျိုးမလို့နေ့ကင်းဆိုအလုံးလမ်းပေါ်တယောက်မှမရှိဆိုင်ဘူးမှမရှိထိုင်းမှာပဲလက်ဖိတ်ဆိုင်မရှိဘူးတော့ကော်ဖီဆိုင်မရှိတယ်သူစားတော့ပြီးသူထသွားတာပဲတနေကုန်ထိုင်းပဲအဲ့လိုမျိုးဘူးမှမလို့ဒါကြောင့်မလို့ကိုဘာလို့မတိုးတက်တာဆိုလို့ဒါလည်းစဉ်းစားကြည့်ဖြစ်တယ်နော်ကျွန်တော်မြန်မာပြည်လူတွေအချိန်တအားချမ်းသာတယ်အချိန်တအားပေါ်များတယ်ပြီးအချိန်တွေတအားဖြိုး Alexander the Great ကသက်30မပြည့်သေးဘူး Greek Empire agreement ဖြစ်နေ Alexander the Great နော် Greek Empire agreement သက်30မပြည့်သေးဘူးဘုရားစာသက်30မပြည့်သေးဘူးအမျိုးသားကောင်းဆောင်ပဲအခုကျွန်တော်အသက်30ပဲအိမ်မှာပဲနေမိဘလက်ဖိတ်ဖို့တောင်းလို့ကောင်းလို့ရှိတယ်ကျောင်းတက်လို့ကောင်းလို့ရှိတယ်ဘာမှမလုပ်တာဘယ်မှမသွားတာပတ်စံတွေဘာမှမရှာနိုင်ဘာမှမဟုတ်သေးဘာမှမဖြစ်သေးအဲ့တော့ဘယ်တော့ဖြစ်မှာလဲဘယ်တော့ဖြစ်ဘယ်တော့ပြော30 40အချို့အသက်ရွယ်30ရှိနေပြီနိုင်ငံသွားမလားတင်မိုးစီရမလားလက်ဖိတ်ဆိုင်ဖွင့်ရမှာမွေးခိုင်းရောမလားဝက်ပြန်မွေးရမလားမြို့တက်ရမှာတော့မှပြန်နေရမှာတော့ဘာလို့မသိမြေဆက်ခရမ်းပြုအဲ့တော့ခရမ်းဒီပဲစားလိုက်တော့နော်ခရမ်းပြုခရမ်းဒီပဲစားဘာလို့လဲကျွန်တော်တွေဘာလုပ်နေကြလဲလူကြီးတွေကခလေးတွေဘာလုပ်သူတို့အချိန်ကိုသူတို့တွက်ချက်တတ်ဖို့ကျွန်တော်တို့မသိပေးနိုင်ဘူးမိဒီအရွယ်မှာမိတာပဲမိဒီအသက်တလောက်မှာမိတာဖြစ်နေရမယ်ဆိုတော့ကျွန်တော်ဂိုင်းမလုပ်နိုင်ကိုကိုယ်တိုင်အဲ့လိုမှဖြစ်ခဲ့ပဲမျောချတာမျောပြီးသွားတာဘယ်ကွေ့မှာဘာဖြစ်မှမသိဘူးအလာသိတယ်ဘုရားသခင်အလိုတော်ပဲပေါ့ဆိုဘုရားသခင်ဆွတ်ထည့်လိုက်သေးတယ်အဲ့တော့ကျွန်တော်တို့2016ထဲဝင်လာတယ်2025ဒီဇင်ဘာ30ရက်နေ့ဆက်နိုင်တောင်းခေါင်းတောင်းလို့3210 Avenue ကဘာဟဲပြီးတယ်ငါဘာဟဲပြီးလဲ25လကားကုန်ပါပြီ25အလကားကို wasted 25လကားကုန်ပါငါ26ထဲဝင်လာကဘာမှမဖြစ်သေးဘူး26ထဲရောက်လာ26တစ်ထိထပ်ဖြိုးမယ်ပြီးခဏနေဖင်လေးကောင်းလေးနဲ့အဲ့အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာရောက်တော့တခါခရစ်စမတ်တခါရောက်လာပြီး Happy New Year တခါလုပ်ဦးမယ်အချိန်ရမြန် time is too short time is flying ထပ်ပြန်သွားတယ်အချိန်ရမြန်ဟောခဏလေးနဲ့ခလေးတွေအသက်ကြီးလိုက်ကြဟာကိုတော်တော်ကလေးကကိုကောက်ချီတာဟုတ်ဟမ်14ရက်နေတော့ရောက်ဟမ်မြန်လိုက်တယ်ချိန်မြန်ချိန်ရမြန်
ဖမ်းလို့မဆွဲလို့မရအကုန်ရမ်းမြန်အဲ့ဒီခါမှာအချိန်သာကုန်သွားတယ်ဘာရလဲဘာဖြစ်လာလဲဘာကျိုးရှိလဲအဲ့ဒါအရင်ရေးကြည့်တော့โอเคအဲ့တော့ဘယ်နေပြန်စပြောနေဆိုတော့ခင်ဗျာအချိန်ဘယ်လောက်ရတယ်လဲဆိုတော့ကြည့်အောင်ဆိုတော့ဘိုင်းတော့အချိန်ရတာ2မျိုးရှိတယ်ဘုရားသခင်ကလူတိုင်းကိုကပောက်ကျခန်းကြီး6မှာအချိန်တစ်ခုပေးတယ်ရှိတယ်နောက်ပိုင်းကျရော့သွားနောက်ပိုင်းကျအဲ့လောက်မရတော့ကပောက်6ငယ်3မှာကပောက်6 3မှာတော်ဖျားကလည်းငါဝိညာဉ်ဒီလူတို့တွေအစင်မဆုံးရအကြောင်းကလူတို့ဒီအသားဖြစ်တယ်သူဤသက်တမ်းဒီလေအနှစ်120ဖြစ်စေမင်းတို့ဟောချိန်ဘယ်လောက်ရလဲရတက်တန်းချိန်120ဒါဟိုတော့ဟိုတော့120ရအခုကျွန်တော်ဒီခန်းထဲမှာတက်120ရှိတယ်လို့ရှိလားဟမ်100ရှိရ90ရှိရ60 90နဲ့ပဲကျွန်တော်ကအင်ဝီဒီနဲ့ဆေးရုံသွားကျွန်တော်ဆေးပဲလို့စားနေဆေးကန်တော့ပြဟာကျွန်တော်တို့ဆေးစားတာညစားဆေးရှစ်မျိုးစားငါဆေးစားတာနဲ့ဘိုက်ပြီးထွေးစားစရာတော့မလိုတော့ဘူးခဲ့ဘယ်လိုဖြစ်ကုန်မှာမသိဘူး120တောက်ဝက်လောက်ပဲရှိသေးကျွန်တော်အသက်ထွက်တော့ဘူးဖြစ်အဒူကနာတာနဲ့စီးကချူရတာနဲ့အယူကကြီးပေါင်းဖြစ်ရတာနဲ့ကောက်ကဖြစ်ရတာနဲ့အသေးအစီဖောရတာနဲ့နှလုံးသွေးကြောကကျင်းရတာနဲ့ယူရစ်အဆီကများတာနဲ့အမျိုးပဲဒီကြားတော့မှာမရှိတော့မရှိတော့စားတဲ့အစားအစာရှူရလေတော့ရကြီးအစိတ်သစ်နေတဲ့ခါကျတော့ကျွန်တော်ယောဂဖြစ်ဖို့အသက်တူပို့ပြီးတော့ဖြစ်သွားတယ်ဆိုရင်တကယ်ဆိုတော်ကိုအချိန်ရတော်ကိုလှုပ်လို့ရဒါပေမဲ့မရှိတော့ဘူးမရ120တောင်းမရောက်နိုင်တော့အဲ့တော့ဖြတ်ခြင်းဘယ်လောက်ပဲပြန်သွားလဲဆိုတော့90မျိုးဆန်လာမှာမောရှိရ120မရှိတော့ဘူးလေမရပါဘူးလေဖြတ်ခြင်းဘယ်လောက်ပဲပြန်သွားလဲ90ပါ90ကိုဆန်လာငယ်10ပါဖြတ်ခြင်းအချိန်အဲ့လောက်ပဲရမယ်နော်အဲ့လောက်ပဲရတယ်ကျွန်တော်တို့အသက်အရွယ်ဒီအနှစ်80တိုင်းရှိပါပြီအကြီးအနှစ်80ပြည့်တော့လေဝါကြွားခြင်းဒီပင်ပန်းခြင်းနဲ့ဝမ်းနေခြင်းဖြစ်ပါ၏ထို့အသက်တို့လည်းမြန်လွန်၍ကျွန်တော်တို့ဒီစုတည်ကြပါ၏ကျန်တဲ့ဆယ်ဘယ်လောက်ရောက်ပါလဲဘယ်လောက်ပဲရတော့လဲ90ဟာ50ပဲရောက်ပါလဲ50ပြောက်50 90ဒါတော့မိုးရှိခင်ဆိုကြာလာပြီအခုခေတ်ပြောတော့ဟိုးတဲ့90ပဲရှိတယ်ဖမ်းမဲ့ချင်း90ကျော်လို့80ဆိုရင်တော့မှတိတ်ကြမ်းမကြီးကောင်းလို့တိတ်ဂယူးဆိုင်လို့တိတ်ပြုစုနိုင်လို့တော့မှ80 90ဆိုရင်တော့မှဝါကြွားခြင်းကပါလေပင်ပန်းခြင်းနဲ့ဝမ်းနေခြင်းကြီးတော်ခြင်းဒါပဲရှိတယ်ပြောနေလူတယောက်သွားနိုင်လာနိုင်ပြောနိုင်ဆိုနေတာ90ပဲရှိတယ်90ကျော်လို့အသက်ရှင်နေတော့မှတိတ်လှုပ်ရှားသွားလာလို့မကောင်းတော့စိတ်သွားတဲ့ကိုယ်ပါမလုံနိုင်တော့ဘူးရှင်းပြောရင်လုံနိုင်ကြတယ်သွားနိုင်လာနေပြောနိုင်ဆိုနေတာဘယ်လောက်ပဲရှိတယ်90အဲ့တော့ကြည့်အောင်ဟိုနေတော့နေတာအသက်တော့ရှင်တာပေါ့ဗျာဒါပေမဲ့ဘာမှလုပ်လို့မရတော့လေအသက်ပဲလေတမီးခွန်ကြွရမယ်အိယာတွေကဆွဲထူရမယ်ရေပေးချိုးရမယ်အိမ်သာတည်ရမယ်ဒီအဒီဟာကြီးကဘာလုပ်ပါလဲပြောပါလားဂျပန်မှာဒုက္ခရောက်ဂျပန်နေကျမကြီးကြီးဂျပန်နေအသက်ရှိတယ်ဆိုတော့အသက်ရှိနောက်ကမွေးမဲ့ကလေးကနေသွားအသက်အဖိုးကြီးဖွားကြီးကများတယ်ကဒုက္ခရောက်သွားဂျပန်မှာအသက်ရှိတဲ့လူကြီးတွေရဲ့ဝန်တော့ဝန်ပေါ်ကဂျပန်လူငယ်တွေပေါ်ပခုံးဝင်ရောက်သွားအဲ့တော့သူတို့မှကြည့်မဲ့လို့မရှိတော့နိုင်ငံခြားခေါ်ရတယ်ဘိုးဘရိတ်တာမှာလှုပ်လို့
ဒါပြရလူတွေတော့ကြာဂျပန်ဘိုးတွေမှာလောက်ကြတယ်ဟိုမှာလူကြီးတွေရှိတယ်အဲ့ဒါလူကြီးရတခါဒီလူကြီးတယောက်လူငယ်နှစ်ယောက်ကပြန်ကြည့်ရတိတ်ပြီးပေါ့နော်ပါတိပဲရှိတော့ကုန်ကျစရိတ်ရများတော့အဲ့ဒီလူအရွှေချိုင်ကျွန်တော်လည်းဘာလို့တော့ပါလဲစဉ်းစားတယ်အဲ့တော့ဖြတ်ချင်းကိုဘယ်လောက်ပဲထားကြပါစို့လဲ90ဒါဆိုကျွန်တော်အချိန်ဘယ်လောက်ရလဲနှစ်90ရအဲ့တော့ဒီပဲကျွန်တော်တံပတ်ပေးလိုက်တယ်တံပတ် 90တောက်စရတော့ပြီချထားလိုက်တစ်ဆိုပါပြီလေခေါင်းအောင်လုပ်ပြီးဆိုကြမယ်90နေ69ကနေ68အဲ့ဒီ65နေ60နေ50နေ40တရားထွေးပြီးရော့အချိန်ကဘာဖြစ်လဲနေအကန့်မရှိအချိန်အကန့်သာရှိအဲ့တော့ကျွန်တော်ရထားတဲ့90မှာကျွန်တော်ဘာလုပ်လဲဘာလုပ်ထားလဲဘာလုပ်နေလဲဘာလုပ်ပါလဲကဲအဲ့တော့အပေါ်နေပြန်မရှိဘူးကျွန်တော်တို့အောက်ကနေပြန်တက်မယ်ဖြတ်မယ်ရ90လို့ပြောတော့အခု30ဆိုလို့ရှိရင်ကျွန်တော်တို့မဘယ်လောက်ကြာလဲ40ပဲကြာတယ်40ဆိုရင်30ပဲကြာတယ်50ဆိုရင်20ပဲကြာတယ်60ဆိုရင်ကျွန်တော်အခုရှိလာဆို60ခွန်ဟာ3နေပဲကြာတော့ကျွန်တော်မလုပ်ပြူပါလားခမကိုထင်တော့ဟောပဲအစ်စေးပဲအချိန်ကြီးအများကြီးရှိသေးတယ်အများကြီးဟာ3နေပဲကြာတော့ဟာဘာလို့ပြင်ဆင်မလဲအသင်းတော့အခုမှကျွေးစားတူတယ်သာသမီတယောက်မှတော့မကြတယ်မြေးလားဘယ်နာနေမှမသိဘူးမြေးကတရံဘောမှာမြေးတွေအများကြီးရှိတယ်ဟာပြီးနေပြီဟာအသင်းတော်လည်းကူကအုံမြချတယ်ဘယ်နာနေမှမသိဘယ်လောက်ကြာအောင်လဲဆိုဟာဘယ်သူဆက်လို့ပါလဲဟာစဉ်းစားတယ်ကဘာမှအဆင်မပြေသေးဘူးပဲဘာမှမလုပ်ရသေးဘူးပဲဘာမှမလုပ်ရသေးပြောတော့ချင်းသိမရှိတော့သိမိချင်တော့ဒါဒီမစဉ်းစားခဲ့ဘူးလားဟိုတော့အဲ့လူငယ်အတွက်တော့ဒါခွင့်ရပဲနော်လူကြီးတွေကတော့ဒါတော့ကြော့ဖြတ်သွားပြီးတော့ကြံတာလေးကိုပဲသူကတန်ဖိုးရှိအသုံးပြုမှရတော့မယ်ဒါပေမဲ့အချိန်ရသေးတဲ့သူကမဖြုံးပါနဲ့အချိန်ကိုတေချာလို့ပါတခုလို့ဘယ်အရွယ်မှငါဘာဖြစ်ပေးဘလော့ဆိုတေချာလေးရွေးလို့ပါအချိန်ကလာအဲ့ဒါပါအကျိုးရှိမယ်နော်အဲ့တော့ကျွန်တော်တို့အချိန်လေးအကန့်အသတ်မဲ့ရတာမဟုတ်ဘူးအချိန်နဲ့အမျှအရွယ်ကလည်းကြာလာနော်တကယ်ဆိုရင်90ဒါပြောရ90မှာကျွန်တော်တို့ဘယ်မှသွားလို့မရတော့အခုဆိုရင်ကျွန်တော်စတီးတဲ့ဆိုလဲစီချိုအတက်လိုက်ကြာလိုက်ညအိမ်ဘယ်လိုမျိုးမဆန်ပြူညတကောင်ပဲစီကမ်းပဲပြေးရတော့အတက်လည်းတက်သွားပြန်ပြီအတက်မှာဆိုလို့မစားဘဲနေစီတူအကြသွားပြန်ပြီအချိုရီထတ်တယ်ဟာများသွားပြန်ပြီအပြတ်ဆွဲချဘာမှလုပ်မရသူတော့60တော့မပြည့်သေးဘူးယောဂနေမျိုးနဲ့ကုန်လိုက်တဲ့ပတ်စံနေစီတော့ဝယ်တယ်ကျွတ်လေးတလောက်ပဲရှိဘယ်လောက်9သိန်းမို့စီထုတ်လိုက်တယ်၄-၆ကပ်ပဲရှိတယ်နော်ဘယ်လိုဖြစ်တာနှမျိုးကိုကောင်းလိုက်တာနော်ကျွန်တော်မကုန်သင့်တာတွေကောကျမင်းနဲ့ညီညွတ်ဆိုတော့ကျွန်တော်မနေထိုင်မစားတော့တက်တာလည်းပါတာပေါ့အဲ့လိုဖြစ်နေဒါမှမဟုတ်လူငယ်များအနေနဲ့အစားတော့တွေဆင်ရင်ကြပါနော်အဲ့ဒီစီယူသွေးတိုးတွေနှလုံးတွေကြီးပေါင်းတွေအဲ့ဖုန်းကြီးပေါင်းဒီစက်မှကြီးပေါင်းဖြစ်လာကြောပြရမှုပဲလုံးမဆိုဒီမူးတွေဘယ်လိုသွားလုံးလဲယူရီအက်ဆစ်တွေများနော်ဂေါက်တွေဖြစ်လာစားတော့မှအဲ့လိုဒီအကင်းတွေများများစားအဲ့ဒုက္ခရောက်တာဒီအကျော်တွေများများစားဒုက္ခရောက်တာပဲ
စားချင်တာစားမယ်နေလို့နေမယ်အဲ့သိပါပဲစောစီးသိပါပဲဖြစ်နော်အဲ့တော့အချိန်ကားလောက်ရွေးလို့ပါလားဟိုကြက်မောင်နေရမယ်အရှိအောင်နေရမယ်ငါသွားနိုင်လုံနိုင်ဖះကကိုယ်လောကကြီးမှာထားတာသူအငန်းတာဆိုတော့ရှိတယ်သူပေးအပ်ထားတဲ့တာဝန်ရှိတယ်ငန်းတာတယောက်50 20 30အငန်းတာလေးတတ်ပါတယ်ဒါပြီးအောင်လုပ်ခဲ့ဟုတ်ဘာမှလည်းမလုပ်ရသေးတိုးရတဲ့ပြင်အကုန်အိမ်ပြန်သွားတဲ့သူတွေနော်ပြန်မခေါ်ပါဘူးခေါ်အတိတ်ခေါ်တာမဟုတ်ဘူးဖះပြောငါမခေါ်ဘူးသူပြန်လာတာဟုတ်လေအဲ့တော့ကျွန်တော်အနေထိုင်စားတော့မတက်လို့စိုးစီးပြန်ရတာကိုဘုရားအတိတ်ခေါ်ပါတယ်ဆိုတော့ရှောက်မပြောနဲ့ဟာလားအနေထိုင်မတက်ရင်ပျက်စီးသွားတဲ့အခါကျတော့လေပြန်ရတာပဲအဲ့လိုဖြစ်သွားတာတော့ကိုယ်လည်းနိုင်ဆိုင်ကျွန်တော်ကဘုရားသခင်ကိုခန္ဓာဗိမာန်တော်ဖြစ်တယ်နော်So we are the temple of the Holy Ghost. အချင်းဒီငါဗိမာန်ဖြစ်စီထိုးသူကဖြစ်စီအဲ့တော့ကျွန်တော်တို့ကဘုရားဗိမာန်ဖြစ်တဲ့ဒီကိုခန္ဓာကိုဖြစ်စီသူကဒါဆိုလဲမြန်မြန်ပြည့်အောင်ဝိုင်းဖြစ်ကြတာပေါ့ဆိုသူဘာဖြစ်ပြီလဲမြန်သွားအဲ့ကိုကဘုရားဗိမာန်ကိုခန္ဓာကိုဖြစ်စီပြီးဘုရားကိုပြန်ပြင်ကိုဖြစ်သူပြင်ငိုင်းငါမပြေဘူးမေးဖြက်ငါမဝိုင်းဖြက်ပေးလိုက်ပါပုံမြန်တော့ပြီးမှဘုရားသခင်ဘာဖြစ်လဲညာဖြစ်တဲ့အပြစ်တင်တယ်ကျွန်တော်ကကြမ်းမအောင်မလုပ်ဘူးပြောကိုကမှကြမ်းမအောင်မနေပဲဒါနဲ့ချုပ်ကိစ္စကျွန်တော်ဘုရားကိုပြစ်တင်တာများတယ်ကိုတောင်းမယူကိုတောင်းမခံတာတွေပိုင်းနေအများကြီးရှိနေလို့နေတယ်ဆန်းဆိုရအိတ်ချင်လို့အိတ်တယ်တရားလုံးမဘူးတော့3နဲ့4နဲ့မှအိပ်ရဝင်နေအဲ့တော့အသေးရမှာဒုက္ခရောက်ကြောက်ကနားမချိန်မနာပြိုးတကောင်ရက်မစားပြီးအိပ်အဲ့ဒီမှာတခါတည်းဟိုကျောင်းမရမကြီးညွတ်တော့ဘူးဖြစ်စသည်ဖြစ်ပေါ်မှာကျွန်တော်တို့ကိုခန္ဓာသွေးသားရဲ့တမချင်းတော့ကိုလိုက်တဲ့အခါမှာကျွန်တော်တို့ဖျားပေးတဲ့တက်တန်းအတွင်းမှာဖျားခိုင်းထားတဲ့ဟာပြီးအောင်မလုပ်နိုင်ပြီးတစ်ဖက်ကလည်းကျွန်တော်တို့ဘာတာဝန်ရှိလဲဆိုတော့ဘုရားပေးတဲ့ပတ်စံကောင်းကြီးတွေကိုကျွန်တော်တို့ကဖြုံးပြီးပြင်ဒီကြမ်းမဲ့ကိစ္စနဲ့ဒီယောဂဘုရားပေးတာမဟုတ်ဘူးကိုယ့်ဘက်ကိုနေတဲ့စားတော့မစင်ရင်တဲ့ခါယောဂဖြစ်တဲ့ခါမှာပတ်စံအများကြီးကုန်တဲ့ခါမှာဒီပတ်စံကျွန်တော်တို့ကြမ်းမအောင်စားပြီးမှကျွန်တော်တို့အလုပ်လုပ်ဖို့ဖြစ်တဲ့ကိစ္စဒီမှာအများကြီးသွားကုန်နေတယ်နှမျိုးပေါ့နော်အဲ့တော့ကျွန်တော်တော်တော်လေးကိုဒီ25အကုတ်လေးမှာတော့တော်တော်ကိုနားလေသွားတယ်ကျွန်တော်အရင်မစားတော့25လောက်ထိကိုကျွန်တော်မစင်ရဘူးဒါပေမဲ့အဲ့မှာကျွန်တော်ဖြစ်လာအလုံးအနေနဲ့အစားတော့ကြောင့်ဒုက္ခဖြစ်လာအကုန်ကြတွေကများလာစင်မသိသေသွားနိုင်တယ်အဲ့ကမှကိုယ်စဉ်းစားတယ်ငါတိလို့မဖြစ်သေးဘူးငါတင်လို့ဖြစ်ဆိုကိုမသိချင်တာကိုပြောတာမဟုတ်ဘူးငါအများကြီးလုပ်เสียရှိသေးတယ်